မင်္ဂလာပါအခုတော့ဒီ Office 2024ကို install လုပ်တာပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးဒီ software ကိုကျွန်တော်ဒီ download ဆွဲရပါမယ် download ဆွဲပြီးဆိုတော့ဒီလိုမျိုး RAR file လေးနဲ့ရလာမှာဖြစ်ပါတယ်ဒီ RAR ကိုကျွန်တော်ဒီ extract ဖြည့်လိုက်မယ်ဆိုတော့ဒီဘက်က folder လေးရလာမှာဖြစ်ပါတယ်ဆိုတော့ဒီ folder လေးကို double click နေပြီးတော့ဖွင့်လိုက်ပါမယ်ပြီးပြီဆိုတော့ဒီအလယ်ကဒီ setup right click and run as administrator ဆိုတဲ့ဒီ file လေးကိုကျွန်တော်တို့right click နေပြီးတော့ run as administrator နဲ့ကျွန်တော် run ပေးရမှာပဲဖြစ်ပါတယ်ခဏဆောင်ပြီးတော့ဒီအဆင့်လေးတက်လာမှာပဲဖြစ်ပါတယ်သူကဒီ online ကနေပြီးတော့ direct ရိုက် install လုပ်တာဖြစ်တဲ့အတွက်ဒီ install လုပ်နေတဲ့အချိန်မှာတော့ internet connection ရှိထားဖို့လိုအပ်ပါတယ်ဆိုတော့ဒီအဆင့်မှာကိုယ့်ရဲ့ internet ပေါ်မူတည်ပြီးတော့အချိန်ကြာမြင့်မှာပဲဖြစ်ပါတယ် install တာပြီးသွားပြီဆိုတော့ဒါလေးတက်လာမှာဖြစ်ပါတယ်ဆိုတော့ဒီမှာ close ကိုနှိပ်ပြီးတော့ပိတ်လိုက်မယ်ပြီးပြီဆိုတော့ကျွန်တော်ဒီ Word.exe တို့ PowerPoint တို့ကိုကျွန်တော်ကိုယ့်ရဲ့ set ထဲမှာသွားပြီးတော့ဖွင့်လို့ရပါပြီဖွင့်ခြင်းမှာကျွန်တော်ဒီမှာ accept the license agreement ဆိုတာဒီမှာ Microsoft Office LTSC Professional Plus 2024ဆိုတာလေးဒါလေးပေါ်လာပြီဆိုရင်ကျွန်တော်ဒီအောက်က accept ဆိုတာလေးကိုနှိပ်ပြလိုက်ပါပြီးတော့ဒီဘေးကဒီ account ဆိုတာတွေကိုနှိပ်ပြီးတော့ဝင်လိုက်မယ်ဆိုရင်ဒီအလယ်မှာ Microsoft Office LTSC Professional Plus 2024ဆိုပြီးတော့ပေါ်နေဖြစ်ပါတယ်ဒီမှာကျွန်တော်ဒီ key မထည့်ရသေးတဲ့အတွက်activation require ဆိုပြီးတော့ပေါ်နေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာဒီ license key သွားပြီးတော့ထည့်မှာဖြစ်ပါတယ် change product key ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးတော့ဒီမှာကျွန်တော်ဒီ key ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ် key ထည့်ပြီးဆိုတော့ activate office ဆိုတာကိုနှိပ်လိုက်ပါပြီးတော့ဒီ word ကိုပိတ်လိုက်ပါမယ်ပြီးရင် word ကိုနောက်တစ်ချိန်ပြန်ပြီးတော့ဖွင့်လိုက်ပါဒါဆိုတော့ဒီဘောက်လေးတက်လာမှာဖြစ်ပါတယ်ဒီဘောက်လေးမှာကျွန်တော်ဒီ Wi-Fi သွားပြီးတော့လုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်အောက်ကဒီတစ်ခုဖြစ်တဲ့ I want to activate software by telephone ဆိုတာလေးကိုရွေးပြီးတော့ next ကိုနေလိုက်မယ်ဒီမှာကျွန်တော်ဒီ confirm ID သွားပြီးတော့တောင်းမှာဖြစ်ပါတယ် confirm ID ရလာပြီဆိုတော့ကျွန်တော်တို့ကဒီမှာဒီ region မှာကျွန်တော်တို့ကြိုက်တာရွေးလို့ရပါတယ်ပြီးတော့ဒီရလာတဲ့ confirmation ID ကိုကျွန်တော်ဒီမှာရပြီးတော့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အကုန်လုံးရိုက်ထည့်ပြီးသွားပြီဆိုတော့ next ကိုနေလိုက်ပါဒီမှာ thank you ဆိုပြီးပေါ်လာပြီဆိုတော့ဒါရပါပြီ close ကိုနေလိုက်ပါမယ်ပြီးတော့ဒီ word ကိုပိတ်လိုက်ပါပိတ်ပြီးတော့ဒီ word ကိုပြန်ပြီးတော့ဖွင့်လိုက်ပါမယ်ပြီးတော့ဒီဘယ်ဘက်အောက်ကဒီ account ဆိုတဲ့ကိုနှိပ်ပြီးတော့ဝင်လိုက်ပါဒါဆိုတော့ဒီညမှာ product activated လို့ပြသွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီ Office 2024 software ထည့်သွင်းတာ license key ထည့်သွင်းတာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးများတင်ပါတယ်